ရေချိုးတဲ့အချိန်မှာဇိမ်ယူပြီးတော့ချိုးတတ်တဲ့လူတွေရှိလားပေါ့နော်ရေချိုးတယ်ဆိုတဲ့နေရာမှာရေချိုးတဲ့အချိန်မှာစိတ်လန်းဆန်းဖို့လည်းလိုတယ်ချိုးလိုက်တဲ့သုံးလိုက်တဲ့ရေချိုးဆက်ပြားကလည်းပဲကိုကအကြိုက်သုံးတယ်ရေချိုးဆက်ပြားတွေအကြိုက်သုံးတယ်ချိုးလိုက်တဲ့ရေချိုးဆက်ပြားတွေထဲမှာကိုနဲ့ဓာတ်မတည့်တဲ့ပစ္စည်းတွေပါတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အသားရည်ကရေချိုးတွေ6တွေဖြစ်သွားတတ်တယ်အကွဲချောင်းတွေဖြစ်လာတတ်တယ်အသားရည်တွေမဲသွားတတ်တယ်အဲ့တော့ရေချိုးတဲ့အချိန်မှာဘာကအကောင်းဆုံးလဲဆိုလို့ရှိရင်ဟာလိုမျိုးเนาะအဲ့လိုမျိုးဒီမှာရှားဆောင်လက်ပတ်ပေါ့နော်မမမိုးတို့ဆိုရင်ဒါဘာတွေနဲ့လောက်တာလဲဆိုလို့ရှိရင်မမမိုးတို့ကဒီလိုမျိုးရှားဆောင်လက်ပတ်ကြီးတွေနဲ့လောက်ထားတဲ့ရှားဆောင်ရေချိုးဆက်ပြနော်ဒါဆိုရင်ရှားဆောင်လက်ပတ်ရေချိုးဆက်ပြဖြစ်တယ်နောက်တစ်ခုဘာပါလေးလဲဆိုရင်မဇလီရွက်ပြုတ်ရည်ပါတယ်နောက်တစ်ခုကကြတော့တခွားသီးပါမယ်ပေါ့နော်အဲ့ဒါလေးတွေကအသားရည်ကိုလုံးဝအဆူတက်လည်းဖြစ်စေတယ်ရေချိုးလိုက်တဲ့အချိန်မှာလည်းကြည့်ချိုးပြီးလို့ကြည့်လိုက်လို့ရှိရင်အသားရည်ကဆူဆူပြေပြေလေးဖြစ်တယ်နောက်တစ်ခုကျမ်းမာရေးတွေနဲ့ကြည့်မယ်ဆိုရင်လည်းထုံနာကျင်နာတွေလေးဘက်နာယောဂါတွေဖြစ်တာတွေကိုလည်းတက်တာသေးတယ်เนาะအဲ့တော့ဒီလိုမျိုးအမြုပ်အိတ်ကလေးတစ်ခုမမမိုးကအမြုပ်အိတ်ပေါ့ဒါတော့မဟုတ်ဘူးဒါမမမိုးအိမ်မှာသုံးနေတာအမြုပ်အိတ်ကလေးတစ်ခုပေးတယ်ဒီတိုင်းတိုင်ရင်အမြုပ်မထွက်ဘူးဘာလို့လဲမမမိုးကတဘာဝကိုအခြေခံတာဖြစ်တဲ့အတွက်ဓာတ်လူလျှော့ချဖြစ်တဲ့အတွက်ဓာတ်လူပစ္စည်းတွေကိုအမြုပ်တွေထွက်အောင်ဆိုအများကြီးထည့်ထားတာမဟုတ်ဘူးအဲ့တော့သူ့ကိုကူညီပေးမဲ့ဒီလိုမျိုးအမြုပ်ထစေတတ်တဲ့ပေါ့เนาะအမြုပ်ထစေတတ်တဲ့ပစ္စည်းလေးတွေပါမှသာလေမြုပ်ထားတဲ့အိတ်ကလေးနဲ့သုံးမှတာနဲ့မြုပ်ကလေးတွေထွက်မှာဖြစ်ပါတယ်ဒါကြောင့်မို့လဲမမမို့ကလက်ဆောင်တစ်ခါလေးထည့်ပေးထားပြီးသားဒီလိုတပူးဝယ်တဲ့လူတွေကိုအမြုပ်အိတ်တဲ့အိတ်လက်ဆောင်ပေးနေတာဖြစ်ပါတယ်เนาะအဲ့တော့ရေချိုးဆက်ပြဘယ်နိုင်ငံထုံမှန်းမသိဘယ်သူထုံမှန်းမသိပေါ့เนาะနောက်တစ်ခုကကြတော့ဘယ်သူထုံမှန်းမသိဘူးနောက်တစ်ခုဓာတ်ခွဲဖြစ်ရှိလားမရှိလားလည်းမသိဘူးအဲ့ထဲမှာအရေပြားကင်ဆာတွေဖြစ်စေနိုင်တဲ့ပစ္စည်းတွေရှိမရှိဘူးလေဘယ်သူမှမသိဘူးအဲ့လိုရေချိုးဆက်ပြနေတော့အခုရေချိုးဆက်ပြနိုင်ငံခြားဝင်တဲ့ရေချိုးဆက်ပြတပူးကိုအနည်းဆုံး1000ကျော်ရှိတယ်မမမိုးတို့ကဒီတပူးကိုမှ9000လေးနဲ့ထုတ်ပေးထားတာဖြစ်တယ်ကျမ်းမာရေးနဲ့ရှင်ကြည့်အောင်မလားဓာတ်ခွဲဖြစ်ရှိမရှိနဲ့ရှင်ကြည့်အောင်မလားဘာတွေပါတာချင်းရှင်ကြည့်အောင်မလားပေါ့နော်ဘယ်လိုပဲရှင်မမမိုးတို့တဘာဝပစ္စည်းတွေကအရန်တာတယ်ဈေးနှုန်းတွေနဲ့ကြည့်မယ်ဆိုရင်လည်းတပူးကိုမှ9000နဲ့ဖြစ်တယ်နောက်တစ်ခုဒီမှာအကျိုးသက်ရောက်မှုရှိပုံကြီးကြည့်လို့ရှိရင်လည်းမမမိုးတို့ကဒါဘာလုပ်ထားလဲရှားတော့လက်ပတ်နဲ့လုပ်ထားတယ်တခွားလေးနဲ့ထည့်ထားတယ်မန်စလီရွက်တွေနဲ့လုပ်ထားတာဖြစ်တဲ့အတွက်ရေချိုးရင်းနဲ့ကျမ်းမာရေးကောင်းမှုရတယ်ရှင့်เนาะအဲ့တော့ရေချိုးတယ်ဆိုတဲ့နေရာမှာလည်းမမမိုးတို့ကပြောသလိုပဲရေချိုးဆက်ပြာကလုံးဝကိုအဓိကကြတယ်ပေါ့เนาะရေချိုးဆက်ပြာသုံးရွေးချယ်လိုက်တဲ့အချိန်မှာမှားသွားတာနဲ့တပြိုင်နက်ရေဓာတ်ကင်ဆာတွေဖြစ်သွားနိုင်တယ်အာဆန်နဲ့ပါတဲ့ဟာကိုသုံးမယ်ဆိုရင်လည်းရေဓာတ်ကင်ဆာဖြစ်နိုင်တယ်မာချူရီပါတဲ့ဟာကိုသုံးမယ်ဆိုရင်လည်းရေဓာတ်ကင်ဆာဖြစ်နိုင်တယ်เนาะအဲ့တော့မမမိုးတို့ဒီထုတ်ထားတဲ့ product တွေမှန်တယ်များကတော့ဓာတ်ခွဲဖြစ်နေတော့ကထုတ်တာဖြစ်တဲ့အတွက်လုံးဝစိတ်ပူစရာမရှိဘူးရှင့်เนาะအဲ့တော့ရေချိုးတဲ့အချိန်မှာเนาะဒါကတော့မမမိုးကတော့ဒီလိုမျိုးပန်းလေးတွေနဲ့เนาะပန်းလေးတွေနဲ့အလုံး stress တွေရမ်းများတယ်ပေါ့မမမိုးတို့အခုဒီနေ့ဆို stress ရမ်းများတယ်လူကိုကြည့်လိုက်အလှတောင်မပြနိုင်ဘူးဘာလို့လဲဆိုတော့ပစ္စည်းတွေက order တွေကအရမ်းတက်တယ်မမမိုးကပေးစရာမရှိဘူးမမမိုးကတော့ခေါင်းဆွတ်ထားတာတော့မပေးနဲ့အောင်เนาะခုနသပင်ပေါင်းထားတဲ့တစ်တော့ရိုက်ထားတယ်ဒါသပင်ပေါင်းထားတယ်ကြက်ဥရဲ့ဒီရှားတောင်းလက်ပတ်ရဲ့တန်လွင်စီရဲ့ပြားရဲ့မမမိုးတို့လဲလက်ပေါင်းစီရဲ့အဲ့ငါမျိုးနဲ့ဒါသပင်ပေါင်းထားတယ်အဲ့တော့လူရေချိုးရတယ်ပြီးတော့မှခေါင်းလျှော်ရမှာဖြစ်တယ်အခုမမမိုးလူရေချိုးမယ်စိတ် relax ဖြစ်အောင်လို့မလို့အခုမမမိုးကဒီထဲမှာပန်းမိုးလေးတွေလည်းရှိတယ်ရေချိုးဆက်ပြားလေးတွေနဲ့ရေချိုးမယ်ဒီထဲမှာเนาะကဲအဲ့တော့ကျမရေကောင်းနေတဲ့လူတွေเนาะစိတ်ကလေးနဲ့ relax ဖြစ်ချင်တဲ့လူတွေเนาะအရေပြားလဲကျမရေကောင်းနေတဲ့ဒါမမမို့လို့ရှားတောင်းလက်ပတ်ဆိုတာကအေးခါတဲ့တွင်းပေးတာဖြစ်တယ်အရေပြားကနေအေးခါတဲ့တွင်းပေးတာဖြစ်ပါတယ်ရှင်เนาะအဲ့ဒါကြောင့်မို့လို့ကျမရေကောင်းလို့သူများလင်းလက်ကနေထုတ်ထားတဲ့မဇလီရှားဆောင်